ဗုဒ္ဓယဉ်ကျေးမှုကျောင်းမှာပညာသင်နေရပါရောက်30ရဲ့ပါတော့ဗုဒ္ဓဝန်တာဝိသရတပွဲရပါတယ်အခုနောက်ဆုံးဆင့်မှာတော့ဗုဒ္ဓဝန်တာဘဟုသုတ္တဒရပွဲနဲ့ပထမဆုရရှိခဲ့ပါတယ်အဓိကတော့ဘုံမိုးရဲ့တင်ပြမှုမှာစနစ်ကြောင့်ပေါ့နော်အချိန်နဲ့ကန့်သက်ပြီးတော့စနစ်တကျဘုံမိုးကအချိန်နဲ့လုပ်ပေးရဆရာဆရာမတွေကဘုံမိုးရဲ့ညွှန်ကြားချက်အတိုင်းသင်ပေးရတမီးတို့ကလည်းနေ့စဉ်ပုံမှန်လေးလေ့ကျင့်ခဲ့လို့ဒီစနစ်ရောက်ခဲ့ရပါဒီလိုမျိုးပေါ့နော်စနစ်ရောက်ချင်နေဆိုရင်တော့အဓိကတော့ပြင်တမားလေးလည်းရှိရမယ်ကိုတိုင်းကြိုးစားခြင်းနဲ့စိတ်လည်းရှိရမယ်ဉာဏ်လည်းကောင်းရမယ်အဲ့ဒါတွေအပြင်ပေါ့နော်ကံကောင်းမှုလည်းလိုတယ်ပေါ့စာရရပြီးတော့တချို့ဆိုရင်ကံမကောင်းလို့မရရရှိရအဓိကတော့ကိုကစာရနေပြီဆိုတာနဲ့ကံကောင်းမှုအတွက်ဖျားတရားလုပ်ရမယ်ပေါ့နော်မမေ့တင်ဘူးပြီးတော့နောက်လာမယ်ညီမလေးလည်းအရင်ဆုံးကိုတိုင်းဇေလုံးလာမလျှော့ပဲနဲ့ဘောနော်ဖျားစာဖြစ်တဲ့ကြောင့်မို့တရုတ်တသေးလေးနဲ့လိုက်လှုပ်တဲ့နဲ့ပြက်ခါမှလည်းဒီဆောက်ထဲမှာပိုင်းဟာလည်းကိုတိုင်းလိုက်ကျင့်သုံးတဲ့နဲ့အဲ့လိုကျင့်သုံးရင်းနဲ့တခါညရည်ထက်မြက်လာမယ်ထက်မြက်လာမှတစင်ကိုကံကောင်းအောင်ဆိုပြီးတော့နေ့စဉ်နေ့တိုင်းပေါ့နော်မမေ့တင်အဓိကတော့ဖျားကိုကွက်နေတဲ့ဖျားကိုမမေ့တင်ဘူးပေါ့နော်အလုံးမဲမင်္ဂလာပါဒါကတော့မောင်ထေးလင်းလို့ခေါ်ပါတယ်ဒါကအခုကျင်းပတဲ့တုဒ္ဒဆောင်လင်ဗုဒ္ဓဝင်တရားပွဲမှာဆိုလို့ရှိရင်အယောက်30တဲ့ကိုပါဝင်ခဲ့တဲ့အတွက်ကြောင့်ဗုဒ္ဓဝင်သားဝိတာရပွဲကိုရရှိခဲ့ပါတယ်ပြီးကြတော့ဒီလိုမျိုးရရှိအောင်လို့တင်ပြပေးနိုင်တဲ့ဆရာတော်ရဲ့ဆရာမတွေရဲ့နီးမှန်လမ်းမှန်အကျင့်မှန်ဆိုတဲ့မှန်သုံးမှန်ကြောင့်ဒါကအခုလိုမျိုးပွဲကိုရရှိခဲ့ပါတယ်ဘာလို့လဲဆိုတော့ကိုကလည်းဆရာမတွေရဲ့ညွှန်ပြမှုကိုတခြားလိုက်နာခဲ့တယ်အဲ့လိုမျိုးလိုက်နာခဲ့တဲ့အတွက်ဒီနေရာကိုရောက်ရှိခဲ့မယ်လို့ကိုယ်ထင်ခဲ့ပါတော့အဲ့လိုမျိုးထင်ခဲ့တဲ့အတွက်ကြောင့်လည်းကိုအရန်ဝမ်းသာရတယ်ဝယ်ရရှိတဲ့အတွက်ကြောင့်လည်းဝမ်းသာရတယ်ကျော်ဆရာမတွေရဲ့ကျေးဇူးတွေဖုံဖုံဖရားရဲ့ကျေးဇူးတွေကိုလည်းဘယ်တော့မှမမေ့ပါဘူးအားလုံးပဲမင်္ဂလာပါသမီးနာမည်ကတော့မက်လီပြင်းနေဖြစ်ပါတယ်ဗုဒ္ဓမမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှာပညာသင်ကြားနေပါတယ်သမီးရရှိခဲ့တာကြတော့ဒီတုဒ္ဒဆောင်လင်ဗုဒ္ဓပြပွဲမှာပေါ့ဗုဒ္ဓဝင်သားပိတာရတပွဲသမီးရရှိခဲ့ပါတယ်ဒီလိုသမီးကိုဒီလိုရရှိပေးအောင်သင်ကြားပေးနိုင်တဲ့ဖုံဖရားနဲ့ဆရာဆရာမတွေကပေါ့နော်ဒီလေ့ကျင့်ကောင်းနဲ့သင်ပေးခဲ့ဖုံဖရဲ့လက်ညှိုးပြချက်ကြောင့်ဆရာဆရာမရဲ့လည်းဖုံရဲ့လက်ညှိုးပြတိုင်းလိုက်လုပ်တယ်အဲ့လိုတဲ့အတွက်ကြောင့်ဒီဆရာဆရာမရဲ့တစ်စိသမီးတို့ပြန်သင်ပြတော့ဒီညှိနှိုင်းသမီးတို့လေ့ကျင့်ပြန်လုပ်တယ်ပေါ့နော်ဒီစားရဲဆိုရင်ဘာဖြစ်မှလဲဒီနေ့ဆိုရင်ဘာဖြစ်မှသမီးတို့အဲ့လိုမျိုးလေ့ကျင့်ခဲ့ပုံမှန်လုပ်ရတဲ့အတွက်ကြောင့်သမီးတို့ဒီလိုရရှိခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါရှင်သမီးကတော့ဘုရားမကဗုဒ္ဓယဉ်ကျေးမှုအသင်းဖြည့်ဆို့ပူဇော်ရဲ့သမီးဝတီလေးပဲဖြစ်ပါတယ်ရှင်သမီးကတော့ရန်ကုန်တိုင်းလေတန်းပြိုင်ပွဲဝင်ရန်ကုန်တိုင်းပထမရရှိခဲ့ရဖြစ်ပါတယ်ရှင်ဒီလိုရရှိဖို့ကိုဆရာတော်ဘုရားနဲ့ဆရာမစနစ်မှန်ဒီစနစ်မှန်ကြောင့်ရရှိခဲ့ရဖြစ်ပါတယ်ဒီလိုရရှိဖို့အလဲတိုင်းကြားသားကန်ရဲ့ဆရာကန်ရဲ့တေချာလေးလာခဲ့တဲ့အတွက်ကြောင့်ပထမဆုံးရရှိခဲ့ရဖြစ်ပါတယ်ရှင်ဒီလိုနီးစနစ်မှန်တင်ပြပေးတဲ့ဘုံဘုရားနဲ့ဆရာမတွေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်။သမီးကတော့ဗုဒ္ဓမကဗုဒ္ဓယဉ်ကျေးမှုအသင်းကကျောင်းသူမနည်းနည်းပဲဖြစ်ပါရဲ့ရှင်။သမီးကမယန်းကုန်းမှာတွားပြေးပြီးတော့ရန်ကုန်တိုင်းဒေသကြီးမူလာတန်းပထမဆုကိုရရှိခဲ့ပါတယ်။ဆရာတော်တို့ဆရာမများနဲ့ဆရာတော်လည်းအကုန်လုံးအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပါရှင်။သမီးကတော့ရန်ကုန်တိုင်းဒေသကြီးတိုင်းသားမြို့နယ်ဗုဒ္ဓမမကဗုဒ္ဓယဉ်ကျေးမှုအသင်းကကျောင်းသူလေးမဲဆုလေးပဲဖြစ်ပါတယ်ရှင်။သမီးကဒီနေ့မှာဆိုလို့ရှိရင်ဒီတရဆောင်လေးဗုဒ္ဓပြိုင်ပွဲကိုဖြည့်ဆို့တဲ့အခါမှာပြိုင်ပွဲဝင်တနိုင်ငံလုံး58ယောက်ထဲမှာပြိုင်ပွဲဝင်အဆင့်တတိယနဲ့ရောက်ရှိလာပြီးတော့သမီးနောက်တစ်စိတ်ဗုဒ္ဓဝင်နာဝိတရတာပွဲ30ရောက်ရည်တဲ့အခါမှာဒုတိယနဲ့ရောက်ရှိလာတယ်ပေါ့ဒါပေမဲ့ကံကောင်းစာနဲ့ပဲသမီး10ယောက်ထဲတော့မပါနိုင်ခဲ့ပါဘူးရှင်ဒါပေမဲ့သမီးဒီလိုအဆင့်တိရအောင်စူးစမ်းပြီးတင်ပြပေးခဲ့တဲ့ဆရာမတွေနဲ့ဒီဆရာတော်ဖျားကြီးကိုလည်းသမီးအထူးပင်ကျေးဇူးတင်ရှိပါတယ်ပြီးတော့သမီးတို့တွေဒီလိုမျိုးအဆင့်တိရအောင်ဘေးနားကနေဝိုင်းဝန်းကူညီပေးခဲ့တဲ့သမီးတို့ရဲ့ကျေးဇူးရှင်တွေအားလုံးကိုလည်းသမီးအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်မင်္ဂလာပါရှင်သမီးကတော့ရန်ကုန်တိုင်းဒေသကြီးလိုင်သာယာမြို့နယ်ဗုဒ္ဓမကဗုဒ္ဓယဉ်ကျေးမှုအသင်းမှာကျောင်းသူမမှုကျက်စင်ပဲဖြစ်ပါတယ်ရှင်သမီးကဒီနှစ်ပေါ့နော်ဒီတုဒ္ဒဆောင်နေဗုဒ္ဓဝင်ပြိုင်ပွဲမှာ58ယောက်ထဲကိုလည်းပါခဲ့တယ်အယောက်30ထဲကိုလည်းပါခဲ့ပေါ့နော်နောက်ပြီးကြသမီးကောင်းကောင်းစာနဲ့
10ယောက်ထဲကိုလည်းပါခဲ့တယ်6ယောက်ထဲကိုလည်းပါခဲ့ရပေါ့နော်အဲ့လို6ယောက်ထဲမှာသမီးဒီစတုထအဆိုရရှိခဲ့ရပေါ့နော်သမီးအဲ့လိုရရှိအောင်လို့သမီးကိုပေါ့နော်ဒီလိုဖက်ကနေပြီးကိုညီပံမိုးခဲ့တဲ့ဆရာတော်ဖရားနဲ့ဒူဆရာဆရာမများဒီသမီးတို့ပေါ့နော်ဒီမျိုးဖက်ကကိုညီခဲ့တဲ့ဘုရားမကကျောင်းသူလေးနဲ့ကျေးဇူးရှင်အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့သမီးပြောချင်ပါတယ်ရှင်